အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ K-Sport တက်ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်တို့ချန်ပီယံလိပွဲနှစ်ညလုံးပေါ့နော်နှစ်ညလုံးကျွန်တော်တို့ပေးတဲ့ပွဲတွေအကုန်အောင်တယ်အားလုံးဆင်ပြေကြမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ဆိုတော့ဒီနေ့ညမှာကျွန်တော် Europa League ရှိမယ် Conference League ရှိမယ်ပေါ့ပွဲတွေကတော့အများကြီးရှိတယ်ဒါပေမဲ့ကျွန်တော်အဲ့ထဲမှာတကယ်ကိုမှ safe ဖြစ်မဲ့ပွဲပါနော်တကယ်ကိုနိုင်ရှိတဲ့ပွဲကျွန်တော်၃ပွဲရွေးထားပါတယ်အဲ့ဒါလေးတွေကိုကျွန်တော်သုံးသပ်ပြချင်ပါတယ်ခင်ဗျာကျွန်တော်တို့ဒီ Europa League ရင်သွားမယ်ပေါ့နော် Europa League ရင်သွားမယ်ဆိုရင်ကျွန်တော် Europa League မှာဆိုရင်ကျွန်တော်တို့ Aston Villa နဲ့ လိုက်လီပေါ့ဆိုတော့လက်ရှိမှာတော့ကျွန်တော် Aston Villa ကကျွန်တော် EPL မှာပေါ့နော်လီပွဲဆက်နိုင်ပွဲမရဘူးပေါ့နော်ခြေရန်ဆိုလားဆိုတော့လည်းအရန်မဆိုဘူးtop 4ထဲမှာရှိရပေါ့နော် top 4ထဲမှာရှိရ EPL မှာ top 4ထဲရှိဖို့ဆိုတာတော်တော်လေးအခြေအနေကောင်းမှာပေါ့နော်ဆိုတော့အရင်မဆိုဘူး Aston Villa ကလက်ရှိမှာ form ပြတ်နေရဆိုပေမဲ့Europa League မှာတော့သူနိုင်ပွဲလေးတွေရထားတယ်ပေါ့ဆိုတော့ဒီည Europa League မှာကျွန်တော်ကြည့်လိုက်တော့ La Liga ကလည်းသူဝေးကွင်းဆွမ်းဆောင်ရင်မကောင်းဘူးပေါ့အခါကျတော့ကျွန်တော်တို့ဒီညမှာတကယ်ရွေးရမယ်ဆိုရင်ဂျေးကိုကြည့်လိုက်မယ်ဆိုရင်လည်းAston Villa ကတလုံး50နိုင်ပေါ့နော်တလုံးတဝက်နိုင်ကိုပေါင်းစီကတော့3လုံးအပြည့်နိုင်ပေါ့ဆိုတော့ပုံမှန်ကျွန်တော်တို့ဂျေးကိုသုံးသပ်ရမယ်ဆိုတော့ဒီလို1+3+ ဆိုတော့go out တာကတော့များတယ်ပေါ့ဒါပေမဲ့ကျွန်တော်တို့ go out တော့မနေချင်ဘူးဒီညပွဲမှာတော့ကျွန်တော်တို့ Aston Villa က body တကြောင်ပဲကြိုက်တယ်ပေါ့နောက်တစ်ပွဲကျွန်တော်တို့Roma နဲ့ Bologna ပေါ့ Roma နဲ့ Bologna မှာဆိုလဲကျွန်တော်တို့ပထမအကြောမှာတော့ကျွန်တော်တို့ Bologna ပွဲမှာပေါ့နော် 1-1 တည်ကြားထားတယ်ကျွန်တော်တို့အခုဒီဒုတိယအကြောမှာတော့ Roma အင်ကွင်းပေါ့ကြေးရတော့နဲ့ပြင်တယ် Roma ကတလုံးပြေးနိုင်ပေါ့နှလုံးအပြည့်ရှုံးပေါ့1+2 minus ပေါ့ဒီလိုကြေးတွေကလည်းများတော့အဖြစ်တော့ကိုအောင်တော့များတယ်ပေါ့နောက်တစ်ခုကတော့Roma ရဲ့အင်ကွင်းကစားပုံပေါ့Roma အင်ကွင်းကစားရင်သူကလည်း cancel ပိတ်ပြီးကစားတာများတယ်ပေါ့ဖြစ်နိုင်ခြေအများဆုံးကတော့Roma 1-0 ဒီလိုမျိုးဖြစ်နိုင်ခြေတော့ပိုများတယ်ပေါ့နော်ဆိုတော့ကျွန်တော်အနေနဲ့ဒီနေ့ညမှာရွေးချယ်ပေးရမယ်ဆိုတော့Roma အင်ကွင်းကြိုက်တယ်ကျွန်တော်အဲ့ခါကျတော့ကျွန်တော် Roma body ကြိုက်တယ်ကိုအောင်လေးကျွန်တော်ကြိုက်တယ်ပေါ့ကိုအောင်ပပလေးကြိုက်တယ်ပေါ့ဆိုတော့ကျွန်တော်Europa League မှာတော့ဒီနှစ်ပွဲပဲကျွန်တော်ရွေးပေးလိုက်မယ်ကျွန်တော် Conference League ပေါ့ Conference League မှာဆိုရင်ကျွန်တော် Conference League မှာဆိုကျွန်တော်ဒီ AEK လာနာကာနဲ့Crystal Palace ပေါ့ဆိုတော့ Crystal Palace ကတကယ်တမ်းကျတော့ brother တို့တိလာတော့မသိဘူးပေါ့နော်တကယ်တမ်းကတော့သူကတော့ပွင့်လင်းပြောမယ်ဆိုရင် Conference League ကန်ရမယ်အသင်းမဟုတ်ဘူးပေါ့နော်သူကတကယ်တမ်းကျတော့သူ Europa League ကန်ရမှာပေါ့သူတို့ရဲ့ရှေ့ကဒီ AK လာနာကာနဲ့ဘာမှမဆိုင်ဘူးကောင်းတလုံးပို့တာလေလို့ကျွန်တော်ထင်တယ်ပထမအကြောမှာတော့စီစီကြခဲ့တော့နော်စီစီကြခဲ့တယ်ဆိုပေမဲ့ကျွန်တော်တေချာလေးလေးလာကြည့်လိုက်တော့တူတယ်ရှုဆိုရင်ပထမအကြောမှာဆိုရင်ကျွန်တော်ပဲလက်က14ချိန်ရှိရပေါ့နော်14ချိန်ရှိတယ်ကိုပေါက်တဲ့တာ4ချိန်ရှိရပေါ့ကိုရနိုင်ရှိဆိုရင် 1.98 ဆိုတော့2ခိုးလောက်ရနိုင်ခဲ့တဲ့တယ်ပေါ့ဒါပေမဲ့လည်းမရခဲ့ဘူးပေါ့ဒါကတော့ကျွန်တော်expected goal လေးတွေတွက်ပြတာပေါ့ဆိုတော့အခုကတော့ AEK လာနာကာရဲ့ကွင်းအိမ်ကွင်းဆိုတော့ခက်ခဲနိုင်တယ်လို့တော်တော်များများကယူဆပေမဲ့ကျွန်တော်မြင်ရတော့ဒီပွဲမှာလည်းကျွန်တော်တို့ Palace ပဲနိုင်ပါမယ်လို့ကျွန်တော်ကတော့ထင်တယ်ပေါ့ဆိုတော့ဒီနေ့ညမှာကျွန်တော်ကြိုက်တဲ့ပွဲလေးတွေကိုကျွန်တော်ရွေးချယ်ပေးသွားတာဖြစ်တယ်ကျွန်တော်ဘယ်ပွဲလေးရွေးရပေးရလဲဆိုတော့ကျွန်တော်တို့ Aston Villa နဲ့ Lille ပွဲမှာကျွန်တော် Aston Villa body ကြိုက်တယ်ကျွန်တော်တို့ Roma နဲ့ Bologna ပွဲမှာကျွန်တော် Roma body ကြိုက်တယ်ကိုအောင်ကြိုက်တယ်ကျွန်တော်ဒီ AEK လာနာကာနဲ့ Palace ပွဲမှာကြတော့ကျွန်တော်Crystal Palace body တွေကြောင်းပဲကြိုက်တယ်ပေါ့ဒီနေ့ညမှာကျွန်တော်ဒီ3ပွဲရွေးချယ်ပေးသွားတာဖြစ်တယ်ပေါ့နော် Brother တို့နဲ့အကြိုက်တူရယ်ဆိုရင် like ကစားကြည့်ပါအားလုံးပဲအဆင်ပြေကြပါစေခင်ဗျာ